ကျွန်တော်ရဲ့စစ်ဆက်ထားတဲ့ကောင်မလေးကလက်ထက်စာချုပ်ချုပ်ဖို့ကိစ္စကိုတုံးပြီးကျွန်တော်ကိုနောက်တစ်ကြိမ်ထပ်ချင်းချောက်လာတဲ့ခါမှာတော့ကျွန်တော်ဘာမှထပ်မပြောနေတော့ပဲဖုန်းကိုကောက်ကင်ပြီးသူမနဲ့ပတ်သက်တဲ့အဆက်အသွယ်အားလုံးကိုဖျက်တောက်လိုက်ပါတယ်သူငယ်ချင်းတွေစုဆုံတဲ့ပွဲတွေမှာဆိုရင်လည်းသူမရှိနေရင်ကျွန်တော်လုံးဝသွားတော့မှာမဟုတ်ပါဘူးကျောင်းနှစ်ပတ်လည်ပွဲမှာသူမကစင်ပေါ်တက်ဖြောပြမယ်ဆိုရင်ကျွန်တော်ကကြိုပြီးထွက်ခွာသွားပါတော့တယ်ကုမ္ပဏီကသူမရဲ့ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ရှိလာရင်လည်းကျွန်တော်ချက်ချင်းပဲအလုပ်ထွက်လိုက်ပါတယ်နှစ်တစ်ကူအကြိုနေ့မှာသူမကကျွန်တော်အိမ်ကိုကန်တော့ဖို့လာရင်တောင်ကျွန်တော်ကအပြင်သို့အားစရာရှိတယ်ဆိုပြီးအကြောင်းပြရှောင်ထွက်ခဲ့ပါတယ်ဖုန်းနံပါတ်ကို blacklist တွင်းနဲ့သူငယ်ချင်းစရင်းကနေဖျက်ပစ်တယ်ကျွန်တော်လိုချင်တာကဒီလိုမျိုးရှင်းရှင်းလင်းလင်းနဲ့ပြတ်သားတဲ့ဇာတ်သိမ်းမျိုးပါပဲသူမကိုကျွန်တော်ဘယ်တော့မှစတင်ပြီးမဆက်သွယ်တော့သလိုသူမဘက်ကလည်းကျွန်တော်ကိုလုံးဝရှာမတွေ့နိုင်အောင်လုပ်ပစ်လိုက်ပါတော့တယ်လွန်ခဲ့တဲ့10နှစ်တာကာလတစ်လျှောက်လုံးမှာကျွန်တော်ရဲ့အချိန်တော်များများကပိုင်နေမင်းဆိုတဲ့သူမကိုယူယူမိုင်းမိုင်းချစ်မြတ်နိုးခြင်းတွေနဲ့ပဲကုံဆုံးခဲ့ရတာပါသူမရဲ့စားဝတ်နေရေးကအစအရာအလုံးကိုအသေးအတန်ဂူးဆိုင်ပေးခဲ့ပါတယ်လက်ထဲမှာစုပ်ကင်ထားရင်ကျိုးပဲ့သွားမှာဆိုလို့ပါဆက်ထဲငုံထားရင်အကြီးပြောသွားမှာဆိုတဲ့အထိသူမကိုမျက်နှိုးခဲ့တာပါဒါပေမဲ့ဒီကနေ့နဝမအချိန်မြောက်အဖြစ်လက်ထက်မှတ်ပုံတင်ရုံးရှိမှာသူမကကျွန်တော်ကိုလူများရှိမှာပစ်ထားခဲ့တဲ့အချိန်ရောက်မှာပဲကျွန်တော်လုံးဝသတိဝင်လာခဲ့ပါတော့တယ်ဒီလိုမျိုးနေ့ရက်တွေကိုကျွန်တော်ဆက်ပြီးမဖြတ်တန်းကျင်တော့ပါဘူးရှေ့ဆက်ရမယ့်ဘဝတစ်လျှောက်လုံးမှာတကောင်ကျွတ်ဖြစ်နေပါစေ၆ကက်နေရဲ့အင်ကြီးထဲမှာနေရောညပါတယောက်တည်းနေရပါစေမဖြစ်နိုင်တဲ့ကတိစကားတစ်ခုကိုစောင့်မျှော်နေရတဲ့တနာစရာခွေးတစ်ကောင်လိုတော့ဆက်မနေနိုင်တော့ပါဘူးမြောက်ပိုင်းဒေသရဲ့စောင်းပေါက်ကာလမှာတိုက်ခတ်နေတဲ့လေစိမ်းတွေကမျက်နှာကိုဓာတ်နဲ့လိနေတယ်လို့နာကျင်စေရတယ်မှတ်ပုံတင်ရုံးခန်းမကြီးထဲမှာတော့လူတွေရဲ့အတန်တွေကစူညံနေပြီးနေရာတိုင်းမှာပျော်ရွှင်နေတဲ့သူတို့သားသူတို့သမီးအသစ်ဆက်တွေကိုတွေ့နေရပါတယ်သူတို့တွေကလက်ထဲမှာအနီရောင်လက်ထက်စာချုပ်လေးတွေကိုကင်ထားပြီးအမတ်တရဓာတ်ပုံတွေရိုက်နေကြပါတယ်ကျွန်တော်ကတော့ဖောင်ပြည့်တဲ့စားပွဲရှိမှာတကောင်နဲ့အထီးကျန်စွာရက်နေခဲ့ပါတယ်လက်ထဲမှာတော့ကြေမွတ်နေတဲ့လက်ထက်မှတ်ပုံတင်လျှောက်လာဖောင်လေးကိုကင်ထားရင်အစအဆုံးရဲစရာကောင်းတဲ့လူရှင်တော်တယောက်လိုဖြစ်နေခဲ့ပါတယ်လွန်ခဲ့တဲ့3မိနစ်ကပဲပိုင်နေမင်းစီကိုချင်းရှို့စီကဖုံးဝင်လာခဲ့ပါတယ်ဖုံးရဲကနေချင်းရှို့ကတမင်တကာအားနဲ့အောင်ဆောင်ပြီးငိုတန်မာကြီးနဲ့နင်းပင်ငါရဲ့ရက်တော်ကြောင်လေးကရုတ်တရက်ကြီးဘာမှမစားတော့ပဲအနေလို့ငါအရန်ကြောင်နေပြီးနင်းပင်မှာလဲငါစီလာကြည့်ပေးလို့ရမလားငါတယောက်တည်းဘာလို့ရမှန်းမသိတော့လို့ပါလို့လမ်းပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပိုင်နေမင်းကစိတ်မရှိစွာနဲ့ရှောက်လာဖောင်ကိုလန်လောကြည့်နေတဲ့လက်တွေရုတ်တရက်ရက်တန့်သွားခဲ့ပါတယ်သူမကချက်ချင်းမတက်ရက်လိုက်ပြီးမျက်နှာပေါ်ကစိုးရိမ်ပူပန်မှုနဲ့နာကျင်မှုတွေကိုလုံးဝဖုံးကွယ်မထားနိုင်ခဲ့ပါဘူးကဘာကြီးပြိုကျသွားတယ်လို့ပါပဲသူမကကျွန်တော်ကိုကြည့်ပြီးဖမ်းရွံချင်းရှိုးရဲ့ကြောင်လေးကအရန်နေမကောင်းဖြစ်နေတယ်သူတယောက်တည်းတွေးဆန်စေကမ်းမှာအဆင်ပြေမှာမဟုတ်ဘူးငါခုချက်ချင်းသွားမှရမယ်လို့ပြောလိုက်ပါတယ်သူမကစကားပြောနေရင်းနဲ့ပဲစားပွဲပေါ်ကမှတ်ပုံတင်တဲ့တန်းကောင်စရင်ကိုသူမရဲ့အကန့်အသတ်နဲ့ထုတ်ထားတဲ့ Hermes အိတ်ထဲကိုအမြန်ထည့်လိုက်ပါတယ်ကျွန်တော်ကိုတစ်ချက်လေးတောင်လက်မကြည့်ခဲ့ပါဘူးကျွန်တော်ကသူမကိုအေးအေးဆေးဆေးကြည့်နေရင်အန်သားစရာကောင်းလောက်အောင်တည်ငြိမ်တဲ့အတန်နဲ့ပိုင်နေပင်ဒီနေ့ကလွန်ခဲ့တဲ့3လကတည်းကငါတို့သတ်မှတ်ထားတဲ့လက်မှတ်ထိုးရမယ့်နေ့လေငါမိဘတွေကမနက်6နာရီကတည်းကကြီးစံရထားစီပြီးလာခဲ့ကြတာအခုမျက်နှာချင်းဆိုင်ဟိုထဲမှာမင်းရဲ့မိဘတွေနဲ့မင်္ဂလာဆောင်ကိစ္စဆွေးနွေးနေကြပြီးမင်းကအခုချင်းရှိုးရဲ့ကြောင်တကောင်တွက်နဲ့ငါ့ကိုဒီရုံးမှာပစ်ထားခဲ့တော့မလို့လားလို့မေးလိုက်ပါတယ်ကျွန်တော်စကားကြောင့်ပိုင်နေပင်ရဲ့လှုပ်ရှားမှုတွေခါရက်တန့်သွားပြီးမျက်မှောင်ကျုပ်သွားပါတယ်သူမရဲ့မျက်လုံးတွေထဲမှာစိတ်ပြတ်မှုနဲ့နားမလည်နိုင်မှုတွေပြည့်နေပြီးစင်ကျင်တုံတရားမဲ့နေတဲ့ကလေးတယောက်ကိုကြည့်တယ်လို့မျိုးအထက်စီးကနေကြည့်ကဖမ်းရွံနင်ဒီလောက်အေးဆက်ဆက်နိုင်တာကိုရက်လို့မရဘူးလားအဲ့ဒါကအသက်တစ်ချောင်းနေပြီးတော့ချင်းရှိုးကစိတ်ကြယောဂပြောစားလေးရှိတယ်ကြောင်လေးကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအားထားရပဲအကယ်၍ကြောင်လေးတစ်ခုခုဖြစ်သွားလို့သူပါတစ်ခုခုလှုပ်လိုက်ရင်ဘယ်လိုလုပ်မလဲနင်ကယောက်ျားရင်မာကြီးဖြစ်ပြီးနာမကျန်းဖြစ်နေတဲ့လူတယောက်ရဲ့ကြောင်လေးနဲ့ဘာလို့လိုက်ပြန်နေရတာလဲလို့ပြန်အောင်ပါတော့တယ်အဲ့ဒီနောက်သူမကတပြင်းတစ်ချက်ချလိုက်ပြီးသူမအမြဲသုံးနေကြအစွမ်းထက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်ပါတယ်ကျွန်တော်ကိုလက်ညှိုးထိုးပြီးအေးဆက်ဆက်အတန်နဲ့ချင်းချောက်လာပါတယ်ငါနင့်ကိုပြောထားမယ်နော်ဖမ်းရွံနင်ဒီလိုမျိုးသဘောထားသေးတိမ်နေမယ်ဆိုရင်ဒီနေ့လက်ထက်စာကြုံမလုပ်တော့ဘူးနောက်လဲငါနဲ့လက်ထက်ဖို့မစင်စားနဲ့အခုနင်လန်းဖယ်ပေးရင်ဖယ်မဖယ်ရင်ချင်းရှို့ကိုတောင်းပန်နဲ့ဘေးနားမှာဖောင်ဖြစ်နေကြတဲ့စုံတွဲတွေကလည်းကျွန်တော်တို့ကိုကွက်ကြီးလှုပ်လာကြပြီးတနာသလိုလိုအတင်းပြောချင်တယ်လို့မျက်လုံးတွေနဲ့ကြည့်နေကြပါတယ်အရင်တုန်းကသာဆိုရင်ဒီစကားကိုကြားတာနဲ့ကျွန်တော်ချက်ချင်းအလျှော့ပေးလိုက်မှာပါခံပြင်းမှုတွေအားလုံးကိုမျိုးသိပ်ပြီးသူမကိုအတန်တိုးတိုးလေးနဲ့ချုံမော့မှာပါဒါတင်မကသေးပဲချင်းရှို့စီသွားဖို့တောင်ကားကိုယ်တိုင်မောင်းဖို့ပေးမှာပါသူမစိတ်မဆိုးဖို့နဲ့ကျွန်တော်နဲ့လက်ထပ်ဖို့မျှော်လင့်ချက်လေးရှိနေသေးဖို့အတွက်ပဲဆူတောင်းနေမိမှာပါလို့လဲဆိုတော့ကျွန်တော်သူမကိုချစ်လို့ပါကိုလေးစားမှုမရှိတော့တဲ့အထိကိုပျောက်ဆုံးသွားတဲ့အထိချစ်ခဲ့တာပါအထက်တန်းကျောင်းကနေတက္ကသိုလ်အဲ့ဒီကနေလူဖွဲ့စည်းတဲ့ဝင်ရောက်လာတဲ့အထိ10နှစ်တာကလေးဘဝကလေးကသူငယ်ချင်းဖြစ်ခဲ့တဲ့သူမပေါ်မှာကျွန်တော်ရဲ့နှုတ်ပြမှုတွေအားလုံးပုံဩခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့လာပါပေမဲ့အေးဆက်နေတဲ့မျက်နှာနဲ့အခြားယောက်ျားတယောက်အတွက်ကျွန်တော်ကိုမလုံမုန်းထားဆက်ဆံနေတာကိုမြင်လိုက်ရတဲ့အခါ10နှစ်လုံးလုံးတင်းမာနေခဲ့တဲ့ကျွန်တော်ရင်ထဲကကျိုးလေးရုပ်တရက်ပြတ်တောက်သွားခဲ့ပါပြီဒေါသထွက်ပြီးဟစ်ပေါက်ကွဲတာမျိုးမရှိသလိုယူသွမတက်ပြိုလဲသွားတာမျိုးလည်းမရှိခဲ့ပါဘူးအရင်ကတခါမှမခံစားဘူးတဲ့ဝင်ကျသွားသလိုပေါ်ပါမှုမျိုးကိုပဲခံစားလိုက်ရပါတယ်ကြာရှည်စွာဖျားနာနေတဲ့အဖျားယောဂကြီးပျောက်ကင်းသွားသလိုပါပဲကျွန်တော်သတိဝင်လာခဲ့ပါပြီသူမရဲ့မျက်လုံးတွေကိုကြည့်ပြီးနှုတ်ခမ်းထောင်းကနေအနှဲငယ်ပြုံးလိုက်ပါတယ်အဲ့ဒါကလောင်ပြောင်မှုနဲ့လွတ်မြောက်မှုအပြုံးပါအတန်မကျဲပေမဲ့ရှင်းလင်းပြတ်သားတဲ့အတန်နဲ့ကောင်းပြီလေလို့ကျွန်တော်ဖြေလိုက်ပါတယ်ပိုင်နေမင်းကကြောင်တောင်ဖြစ်သွားပြီးကျွန်တော်ပြောတာကိုတေချာမကြားလိုက်တယ်လို့ပဲမျက်မှောင်ပိုးကျုပ်သွားကနင်ပါပြောလိုက်တာလေလို့ပြန်မေးပါတယ်ကျွန်တော်ကလလန်ပြီးသူမရှိမှရှိနေတဲ့လက်မှတ်မထိုးရသေးတဲ့ရှောက်လာဖောင်ကိုယူလိုက်ပါတယ်ပြီးတော့သူမရှိမှတင်အဲ့ဒီဖောင်ကိုအပိုင်းပိုင်းဆက်ဆက်ဆုပ်ခဲပြလိုက်ပြီးဒီလက်ထက်စာချုပ်ကိုမယူတော့ဘူးမင်္ဂလာလည်းမဆောင်တော့ဘူးမင်းရဲ့ချင်းရှို့စီကိုသာသွားလိုက်တော့မင်းတို့နှစ်ယောက်နဲ့အဲ့ဒီကြောင်လေးရာတက်ပံပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်လို့ပြောလိုက်ပါတယ်ပြောပြီးတာနဲ့ကျွန်တော်လက်ထဲကစက်ကူစလေးတွေကိုဘေးနားကအမိုက်ပုံးလေးပစ်ထည့်လိုက်ပြီးမှတ်ပုံတင်ရုံးတကားပေါက်စီကိုလက်ထွက်လာခဲ့ပါတယ်နောက်ကျောဘက်ကနေပိုင်နေမင်းရဲ့ဒေါသတကြီးအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်ဖမ်းရွံနင်တော်တင့်ရဲနေပါလားနင်ဒီလိုမျိုးလုပ်ပြနေရင်ငါကခေါင်းငုံခံမယ်ထင်နေလားဒီနေ့နင်ဒီတကားပေါက်ကနေထွက်သွားရဲ့ရင်နောက်ကျငါကိုဒူးထောက်တောင်းပန်ရင်တောင်နင့်ကိုလုံးဝခွင့်မလွတ်ဘူးနော်လို့အော်ပြောနေပါတယ်ဒါပေမဲ့ကျွန်တော်နောက်ကိုတစ်ချက်လေးတောင်လက်မကြည့်ခဲ့ပါဘူးခြေလမ်းတွေကိုလည်းမရက်တန့်ခဲ့ပါဘူးသူမကကိုအထင်ကြီးလုံးနေပြီးကျွန်တော်ရဲ့ပြတ်သားမှုကိုလည်းအထင်သေးလုံးနေပါတယ်မှတ်ပုံတင်ရုံအပေါက်ကနေထွက်လာတဲ့အချိန်မှာစောင်းဦးရဲ့လေအေးကိုရှူရှိုက်လိုက်ပြီးတပြင်းရှည်ကြီးတစ်ခုချလိုက်ပါတယ်လေတူးကအရင်ကထပ်ပိုးပြီးလက်ဆက်နေတယ်လို့ခံစားရတဲ့ဖုန်းကိုထုတ်ပြီးပိုင်နေပင်းရဲ့ WeChat အကောင့်နဲ့ social media အကောင့်အားလုံးကို blacklist သွင်းပစ်လိုက်ပါတယ်ဖျက်တောက်ပြီးမှတော့အကျွင်းကြံမရှိပြက်သားဖြစ်ဖို့လိုတယ်လေအဲ့ဒီနောက်ကျွန်တော်အဖေစီကိုဖုန်းခေါ်လိုက်ပါတယ်ဖုန်းဝင်သွားတာနဲ့အဖေက hello သားစာချုပ်လုပ်လို့ပြီးပြီလား
ဟိုဘက်ကဆွေမျိုးတွေကလည်းမျောနေကြပြီးဟင်းတွေတောင်အေးကုန်တော့မယ်လို့ရဲရဲမောမောနဲ့လက်မေးပါတယ်ကျွန်တော်နာခေါင်းထဲမှာနင်းနေဆူချသွားပြီမဲ့အတန်ကိုတီတီငိမ့်ငိမ့်ထားပြီးအဖေတောင်းပန်ပါတယ်အဖေနဲ့အမေလည်းအပင်ပန်းခံပြီးလာခဲ့ရတာမင်္ဂလာပွဲကိုဖျက်လိုက်ပြီးစာချုပ်လည်းမလုပ်ဖြစ်တော့ဘူးသားနဲ့ပိုင်နေပင်လမ်းခွဲလိုက်ကြပြီးလို့ပြောလိုက်ပါတယ်ဟိုဘက်မှာရုတ်တရက်တိတ်ဆိတ်သွားပြီးစက္ကန့်နှဲငယ်ကြာမှအဖေကစိုးရိမ်တကြီးနဲ့နင်ပင်ကကလေးဆန်ပြီးစိတ်ကောက်ပြန်ပြီလားမင်းတို့တွေရန်ဖြစ်ကြတာလားစိတ်လိုက်မှာပါမလုပ်ပါနဲ့သားရဲ့လို့ပြန်မေးပါတယ်ကျွန်တော်ကအဖေရန်ဖြစ်တာမဟုတ်ဘူးသားတေချာစဉ်းစားပြီးမှဆုံးဖြတ်လိုက်တာသူ့ရင်ထဲမှာတားမှမရှိတာဒီအတိုင်းလက်ထက်လိုက်ရင်လည်းအလားကားပဲသားခုအဖေတို့ကိုလာခေါ်ပြီးအိမ်ပြန်ကြမယ်လို့ပြန်ပြောလိုက်ပါတယ်ဖုံးချပြီးတာနဲ့ကျွန်တော်ဟိုတဲကိုတန်းသွားခဲ့ပါတယ် BIB အခန်းတကားကိုတွန်းဖွင့်လိုက်တော့ပိုင်နေပင်ရဲ့မိဘတွေကရဲရဲမောမောနဲ့စကားပြောနေကြတော့မှကျွန်တော်တယောက်တည်းဝင်လာတာကိုမြင်တော့သူမမေကပြုံးပြီးဖမ်းရွာနင်ပင်ရောဘလို့ဖြစ်လို့အတူတူပါမလာတာလဲလို့မေးပါတယ်ကျွန်တော်ကမျက်နှာသေးနဲ့ရှောက်သွားပြီးကျွန်တော်မိဘနှစ်ပါးရဲ့လက်ကိုဆွဲကင်လိုက်ပါတယ်ပြီးတော့ပိုင်နေပင်ရဲ့မိဘတွေကိုခေါင်းညှိပြပြီးဦးလေးအန်တီတောင်းပန်ပါတယ်ပိုင်နေပင်ကချင်းရှို့ကိုသွားကြည့်ဖို့မှတ်ပုံတင်ရုံးမှာတင်မင်္ဂလာကိုဖျက်လိုက်ပါပြီဒီမင်္ဂလာပွဲမဖြစ်တော့ပါဘူးနောက်လဲဘသူနဲ့ပဲလက်ထက်ကိုလန်းကိုသွားကြတာပေါ့ဒီထမင်းဘိုးကိုကျွန်တော်ရှင်းခဲ့ပြီးပါပြီဖြည်းဖြည်းစားကြပါလို့ပြောခဲ့ပါတယ်ပိုင်နေပင်ရဲ့မိဘတွေအန်တာမင်တက်နေရဲ့အကြည့်တွေကြားထဲကနေကျွန်တော်မိဘတွေကိုခေါ်ပြီးဟိုတယ်ကနေတန်းထွက်လာခဲ့ပါတယ်အဲ့ဒီနေ့ညနေခင်းမှာမိဘတွေကိုပြန်ပို့ပြီးနောက်ပိုင်နေပင်နဲ့3နှစ်ကြာအတူနေခဲ့တဲ့အိမ်ကိုပြန်လာခဲ့ပါတယ်မြို့လေကောင်ကအိတ်ခမ်း3ခန်းပါတယ်ဒီအိမ်လေးကကျွန်တော်ရဲ့စုဆောင်းငွေတွေအကုန်ပုံအောပြီးအကျွေးတွေပါတင်ခံကဝယ်ထားခဲ့တာပါအိမ်ထဲကပရိဘောဂတွေရေခွက်လေးတစ်ခွက်ကအစသူမအကြိုက်တွေကိုပဲရွေးချယ်ပေးခဲ့တာပါဒါပေမဲ့အခုကြည့်ရတာတော့အရာအလုံးကယွန်စရာကောင်းနေပါတယ်တက်ရှင်ရဲ့အန်တီကြီးတွေနဲ့ဟောင်းဝယ်တဲ့ကားတစ်စီးကိုခေါ်လိုက်ပြီးမိမသုံးပစ္စည်းမှန်သမျှကိုအကုန်သိမ်းခိုင်းလိုက်ပါတဲ့နေရန်တစ်ခုလုံးပြည့်နေတဲ့ limited edition အိတ်တွေဘီရိုပြည့်အဝတ်စားတွေမိတ်ကပ်ခုံပေါ်ကတန်ဖိုးကြီးအလှကုန်တွေကိုလက်ညှိုးထိုးပြပြီးတက်ရှင်ရဲ့အန်တီအဲ့ဓာတွေအကုန်လုံးကိုအမိုက်အဖြစ်ရှင်းထုတ်လိုက်ပါလို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်အန်တီကြီးကကြောင်သွားပြီးတစိတ်တောင်မခွာရသေးတဲ့ပစ္စည်းတွေကိုကြည့်ကသူသေးဒီပစ္စည်းတွေကအကောင်းတွေကြီးပဲနော်တော်တော်များများကတန်ဖိုးရှိတာတွေတကယ်ပဲအမိုက်ဖြစ်ပြစ်လိုက်တော့မလို့လားလို့မေးပါတယ်ကျွန်တော်ကမလို့တော့ဘူးလို့ဖြေလိုက်ပါတယ်ညစ်ပတ်နေတာကိုကြည်ရင်ပြတင်းပေါက်နားမှာမိကဆေးလိတ်တလိတ်ကိုမိမိတောက်လိုက်ပါတယ်တက်ရှင်ရဲ့ဖွဲ့တွေကပိုင်နေပင်ရဲ့ပစ္စည်းတွေကိုအနက်ရောင်အိတ်ကြီးတွေနဲ့အမြန်ထည့်နေတာကိုကြည့်နေလိုက်ပါတယ်အိတ်ကြီးပေါင်း10ကနန်းလောက်ရသွားပါတယ်အဲ့ဒီနောက်ကုန်တင်ကားတစ်စီးငှားလိုက်ပြီးကားဆရာကိုရွမ်1000ပေးကချင်းရှိုးရဲ့ကွန်ဒိုလိပ်စာကိုပေးလိုက်ပါတယ်ပြီးတော့ကားဆရာကိုအကိုဒီအမိုက်တွေအကုန်လုံးကိုအဲ့ဒီလိပ်စာကအိမ်ရှိမှာသွားပုံထားလိုက်ပါတယောက်ယောက်ကမေးလာရင်ပိုင်တခင်မလေးရဲ့အိမ်ပြောင်းတဲ့ပစ္စည်းတွေလို့ပြောလိုက်ပါသူကဟိုဘက်ကိုသွားရတာအရန်သဘောကျနေတော့လေဟိုမှာပဲအမြဲတမ်းနေလိုက်ပါစေတော့လို့မှလိုက်ပါတယ်ဒါတွေအကုန်လုံးပြီးသွားတော့တဝက်လောက်ဟာလာဟင်းလင်းဖြစ်နေတဲ့အိမ်ကြီးကိုကြည့်ပြီးရင်ထဲမှာနှမျောတတ်မှုနည်းနည်းလေးမှမရှိတော့ပါဘူးချက်ချင်းပဲအိမ်ချမ်းမြေပွဲစားစီဖုံးဆက်လိုက်ပြီးမြို့လေကကျင်းရှို့ဟွာတင်အိမ်ယာကအခန်းကိုရောင်းကျင်လို့ပါအလှဆင်ထားပြီးသားအခန်းကိုဈေးကွက်ပေါက်ဈေးထက်လျှော့ပြီးတိန်းနေရနဲ့ရောင်းမယ်အဓိကသတ်မှတ်ချက်ကငွေချက်ချင်းရှင်းရမယ်မြန်လေကောင်းလေပဲလို့ပြောလိုက်ပါတယ်ပွဲစားကအဲ့ဒီဈေးကိုကြားတော့အတန်တွေပါတုံသွားပြီးမနှက်ဖြန်ချက်ချင်းဝယ်လက်ရှာပေးပါမယ်လို့ကတိပေးသွားပါတယ်ည8နာရီလောက်ရောက်တော့ဖုန်းကအယူမူမီလာပါတယ်ပိုင်နေမင်းကို blacklist သွင်းထားတော့သူမကတခြားဖုန်းနံပါတ်တွေနဲ့ခေါ်နေတာပါစိမ့်တက်နေတဲ့နံပါတ်တွေကိုကြည့်ပြီးအကုန်ရီချက်လုပ်ပစ်လိုက်တယ်နောက်ဆုံးတော့ဖုန်းစိမ့်တွေဝင်မလာအောင်ဆက်တင်ပြောင်းလိုက်ပါတယ်တိတ်မကြခင်မှာပဲကျွန်တော်ငယ်သူငယ်ချင်းဝန်ထမ်းစီကဖုန်းဝင်လာပါတယ်ဖမ်းရွာမင်းပါတွေလုံနေတာလဲပိုင်နေမင်းကဒီရောက်နေပြီးယူနေတယ်လို့ပဲမင်းကသူ့ပစ္စည်းတွေအကုန်လုံးကိုချင်းရှို့အိမ်ရှိမှာသွားပုံထားတယ်ဆိုချင်းရှို့ရဲ့အိမ်ယာကလုံခြုံရေးတွေအိမ်ကြီးချင်းတွေရှေ့မှာသူ့ကိုအဆက်ခွဲလိုက်တဲ့အခုအတိုင်းဝိုင်းတစ်ခုလုံးတီးကုန်ပြီးလို့လမ်းပြောပါတယ်ဝန်ထမ်းရဲ့အတန်ထဲမှာတော့စိတ်လှုပ်ရှားနေတဲ့အရေးအယောင်တွေပါနေပြီးကောင်းလေးမင်းနောက်ဆုံးတော့တတိရှိသွားပြီပဲလို့ပြောပါတယ်ကျွန်တော်ကခက်ဖြော့ဖြော့ပြုံးလိုက်ပြီးထန်လေးဒီနေ့ကစပြီးငါနဲ့ပိုင်နေမင်းလုံးဝပြီးသွားပြီးနောက်ဆိုသူမပါတဲ့ပွဲဆိုငါ့ကိုမခေါ်နဲ့တော့လို့ပြောလိုက်ပါတယ်ဖုန်းထဲမှာဝန်ထမ်းခါလောက်တိတ်သွားပြီးမှဒေါသကြီးနဲ့အော်ဆဲပါတော့တယ်အစောကြီးကလေးကဒီလိုလုံးတင်တာအဲ့ဒီမိမကသွေးစုပ်ဖုတ်ကောင်ပဲမင်းသူ့ကိုချစ်တာကိုအခွင့်ကောင်းယူပြီးခွေးတကောင်လိုဆက်ဆံခဲ့တာလေမင်းဆောင်နေအခုပဲငါသူ့ကိုငါတို့ညီကိုတွေဂယူထဲကနေကစ်ထုတ်လိုက်မယ်တဲ့သူပြောတဲ့အတိုင်းပဲ1မိနစ်တောင်မကြာဘူးဂယူထဲကနေပိုင်နေမင်းကို admin ကဖယ်ရှားလိုက်ပြီဆိုတဲ့ notification ကြလာပါတယ်တစ်ချိန်တည်းမှာပဲဖုန်းထဲကိုစာတစ်စောင်ဝင်လာပါတယ်နမီမတ်မထားပေမဲ့ချင်းရှိုးရဲ့နံပါတ်ဆိုတာကျွန်တော်ချက်ချင်းတိလိုက်တဲ့အရင်ကလည်းသူကဒီနံပါတ်ကနေကျွန်တော်ကိုရန်ဆက်တဲ့စာတွေပို့နေကြလေစာထဲမှာရေးထားတာကဖမ်းအစ်ကိုခင်များပါတွေလုံနေတာလဲကျွန်တော်နဲ့နင်ပင်းကတကယ်ကိုရိုးသားတဲ့မိတ်ဆွေတွေပါကျွန်တော်ကြောင့်လေးကဒီနေ့ဝမ်းရှောနေလို့နင်ပင်းကသဘောကောင်းလို့လာကြည့်ပေးုံလေးတင်ပါခင်များကကြောင်တကောင်ကိုတဝင်းတို့ပြီးသူ့ပစ္စည်းတွေကိုကျွန်တော်စီလာပေးရတာလားခင်များဒီလိုလုပ်ရင်နင်ပင်းကိုပို့ပြီးဝေးသွားအောင်တွန်းပို့နေတယ်လို့ပဲခင်များစိတ်တုန်နေရင်လည်းကျွန်တော်စီလာခဲ့ပါနင်ပင်းကိုမနှိမ့်ဆက်ပါနဲ့တဲ့စာပေါက်တိုင်းမှာဟန်ဆောင်ကောင်းတဲ့အချိုးတွေအပြည့်ပါပဲအရင်ကကျွန်တော်သာဆိုရင်ဒီလိုစာမျိုးမြင်တာနဲ့ဒေါသထွက်ပြီးတကူလုံးတုံရင်လာမှာပါပြီးရင်အတိစိတ်လွတ်ပြီးပိုင်နေမင်းစီကိုသွားပြီးပြဿနာရှာမိမှာပါနောက်ဆုံးကြတော့ပိုင်နေမင်းကပဲကျွန်တော်ကိုပြန်ပြစ်တင်ပြီးသဘောထားမကြည့်ဘူးဆိုပြီးပြောတာခံရမှာပါဒါပေမဲ့အခုတော့ဖန်သားပြင်ပေါ်ကဟန်ဆောင်ပန်ဆောင်စာသားတွေကိုကြည့်ပြီးရွှင်ရှာမှုလောက်ပဲခံစားရပါတော့တယ်ကျွန်တော်ကအေးအေးဆေးဆေးရဲ့စာတစ်စောင်ပြန်ပို့လိုက်ပါတယ်အမိုက်ဆိုတာအမိုက်ပုံးထဲမှာပဲရှိတင်တာလေမင်းတို့နှစ်ယောက်ကသဘောချင်းတိုက်ဆိုင်နေမှာတော့ငါကစေတနာနဲ့ကူညီပေးလိုက်တာပါအဲ့ဒီပစ္စည်းတွေကိုမင်္ဂလာဦးလက်ဖွဲ့ဖြစ်သဘောထားလိုက်ပါဖာဒီမနဲ့ခွေးတို့ရာသက်ပံပေါင်းဖက်နိုင်ပါစေနောက်ထပ်ငါစီစာပို့ပြီးလာမယုံခိုင်းနေတော့မဟုတ်ရင်မင်းတို့နှစ်ယောက်ဟိုထဲမှာအခန်းယူတော့က CCTV မှတ်တမ်းတွေကိုအင်တာနက်ပေါ်တင်ပေးဖို့ငါဝင်လေးနေမှာမဟုတ်ဘူးလို့ရေးပြီးစစ်နေလိုက်ပါတယ်ပြီးတာနဲ့အဲ့ဒီနံပါတ်ကိုပါ blacklist သွင်းပြလိုက်ပါတယ်တကယ်တော့ကျွန်တော်စီမှာဘာ CCTV မှတ်တမ်းမှမရှိပါဘူးဒါပေမဲ့ဒီလိုမျိုးစိတ်သဘောထားရုံမာတဲ့လူတွေအတွက်ကတော့ဒီစကားတစ်ခုနဲ့တင်သူတို့ကိုညအိတ်မပြောစားမဝင်ဖြစ်သွားစေဖို့လုံလောက်နေပါပြီအဲ့ဒီအချိန်မျိုးလေကအစ်မြင့်ဘာတစ်ခုမှာတော့ပိုင်နေပင်ကဆိုဖာကုံအလဲမှာမျက်နှာကြီးမင်းမောင်ပြီးထိုင်နေပါတယ်ဘေးနားကသူငယ်ချင်းတွေကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးဘသူမှကြဲကြဲလောင်လောင်မပြောရဲကြပါဘူးပိုင်နေပင်ရဲ့သူငယ်ချင်းရှန်ယူချူကတတိထားပြီးသူကနင်းပစ္စည်းတွေကိုချင်းရှို့စီတကယ်သွားပြလိုက်တာလားလို့မေးလိုက်ပါတယ်ပိုင်နေပင်ကပြင်းထန်တဲ့အရက်တစ်ခွက်ကိုမောတောက်လိုက်ပြီးမျက်လုံးတွေနီးရဲကဒေါသရကြီးနဲ့ဖမ်းရွံကတော်တော်တင့်ရဲနေတာပဲသူကငါ့ကိုဒီလိုမျိုးလုပ်ရဲတယ်ပေါ့ဒီလိုလုပ်လိုက်ရင်ငါကအလျှော့ပေးမယ်ထင်နေတာလားအိမ်မက်မက်နေလိုက်လို့ပြောပါတယ်အဲ့ဒီနောက်သူမအိတ်ထဲကနေဖုန်းကိုထုတ်ပြီးကျွန်တော်စီကိုထပ်ခေါ်ကြည့်ပါတယ်ဒါပေမဲ့ဆက်သွယ်လို့မရတဲ့အတန်ကိုပဲကြားနေရတော့မှပဲရှန်ယူချူက blacklist အတွင်းခံထားရတဲ့ဖုန်းမျက်နှာပြင်ကိုကြည့်ပြီးနင်ပင်ဖမ်းရွံကဒီတစ်ခါတကယ်စိတ်ဆိုးသွားတာထင်တယ်
လို့တိုးတိုးလေးတတိပေးလိုက်ပါတယ်ပိုင်နေမင်းကသူကဘာခွင့်ရေးရှိလို့စိတ်ဆိုးရမှာလဲလို့အော်ပြောရင်သူမရဲ့ရက်ခွက်ကိုစားပွဲပေါ်ကိုစောင့်ချလိုက်ပါတော့တယ်ဖန်ခွက်ကွဲသွားတဲ့အတန်ကစူညံနေရဲ့ထက်ရထဲမှာတောင်အတိုင်းသားကြလိုက်ရပါတော့တယ်10နှစ်တောင်ရှိပြီပဲလို့ပိုင်နေမင်းကစိတ်ဆိုးမှန်ဆိုးနဲ့ရေရွတ်လိုက်ပါတယ်သူဘယ်တော့ငါနဲ့ရန်ဖြစ်ပြီးရင်လိမ့်လိမ့်မာမာနဲ့လာမတောင်းပန်ပဲနေဘူးလို့လေသူငါ့ကိုမခွဲနိုင်ပါဘူးသူအခုလိုလုပ်နေတာငါအာယုံဆိုင်မှုကိုလိုချင်လို့တက်တက်ပဲငါသူ့ကိုသွားချော်မယ်လို့များထင်နေလားငါပိုင်နေမင်းကဘယ်တော့မှခေါင်းမငုံဘူး3ရက်ပဲဆောင်3ရက်ပြည့်ရင်ဖမ်းရွံကခွေးတကောင်လိုငါအိမ်ရှိမှာဒူးထောက်ပြီးပြန်ခေါ်ဖို့တောင်းပန်လာလိမ့်မယ်လို့သူမကယုံကြည်မှုအပြည့်နဲ့ကြွေးကြော်လိုက်ပါတယ်သူမကကျွန်တော်ရဲ့ဇက်သိန်းကိုအသေးချာတွက်ထားပြီးလို့ထင်နေတာပါကျွန်တော်ဟာသူမလက်ထဲကအချိန်မရွေးကစားလို့ရတဲ့အယုတ်တရုတ်လိုပဲသတ်မှတ်ထားတာလေဒါပေမဲ့ဝမ်းနေစရာကသူမတခုတော့တွက်မားသွားခဲ့ပါတယ်အဲ့ဒါကတော့အခုအချိန်မှာဖမ်းရွံဆိုတဲ့လူဟာတေဆုံးသွားခဲ့ပြီဆိုတာပါပဲနောက်တနေ့မနက်စောစောမှာပဲအိမ်ချမ်းမြေပွဲစားကအိမ်လာကြည့်မဲ့ဝက်လက်တွေကိုခေါ်လာခဲ့ပါတယ်ဝက်လက်တွေကလက်ထပ်ဖို့ပြင်ဆင်နေတဲ့လူငယ်စုံတွဲလေးပါသူတို့ကဒီအိမ်ရဲ့နေရာထားတုံနဲ့အလှဆင်ထားတာကိုတော်တော်သဘောကျသွားပါတယ်ကျွန်တော်ကလည်းဈေးကိုရွာနှစ်တန်းလောက်အထိထပ်လျှော့ပေးလိုက်တော့သူတို့ကဈေးတောင်မစစ်တော့ပဲအဲ့ဒီနေရာမှာတင်ငွေချေပြီးဝယ်လိုက်ကြပါတော့တယ်အိမ်လွဲပြောင်းတဲ့ကိစ္စတွေအကုန်ပြီးသွားတော့ဘဏ်ကတ်ထဲကိုဝင်လာတဲ့ငွေပမာဏကြီးကိုကြည့်ပြီးကျွန်တော်နည်းနည်းလေးမှမတုံဆိုင်နေခဲ့ပါဘူးချာအချင်းမဲ့အိမ်ပြောင်းတဲ့ကုမ္ပဏီကိုဖုံးဆက်ပြီးကျွန်တော်ပစ္စည်းတွေကိုကုမ္ပဏီနာကအစ်မြင့်ဟိုတယ်ကန်တစ်ခုစီရွှေ့ပြောင်းခိုင်းလိုက်ပါတယ်ကျွန်တော်ရဲ့အနာဂတ်လက်ထပ်ပွဲအတွက်ရည်ရွယ်ပြီးဝယ်ထားခဲ့တဲ့အဲ့ဒီအိမ်လေးဟာအခုတော့ကျွန်တော်နဲ့လုံးဝမသက်ဆိုင်တော့ပါဘူးကိုရေးကိုယ်တာကိစ္စတွေအကုန်ရှင်းလင်းပြီးသွားတော့ကျွန်တော်ချက်ချင်းပဲကုမ္ပဏီကိုကားမောင်းသွားခဲ့ပါတယ်ကျွန်တော်ကရွမ်ချီနီးပညာကုမ္ပဏီရဲ့နီးပညာဆိုင်ရာအကြီးအကဲဖြစ်တယ်လို့ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့သူတွေကတယောက်လည်းဖြစ်ပါရွမ်ချီနီးပညာကုမ္ပဏီဟာလုပ်ငန်းခွင်မှာနာမည်ကောင်းရထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးပိုင်နေမင်းရဲ့ကုမ္ပဏီကတော့ဒီနှစ်အတွက်ကျွန်တော်တို့ရဲ့အကြီးဆုံးမိဖက်ကုမ္ပဏီဖြစ်ပါတယ်လွန်ခဲ့တဲ့3ရက်ကပိုင်နေမင်းရဲ့ကုမ္ပဏီမှာ System Air ဖြစ်ပြီးကြီးမားတဲ့အကျက်တဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီအချိန်တုန်းကလူတိုင်းကကန့်ကွက်နေတဲ့ကြားကနေဒီတာဝန်ကိုကျွန်တော်ကတာဝန်ယူဖြည့်ရှင်းပေးဖို့လက်ခံခဲ့တာပါဒီနေ့ကတကယ်တော့ပိုင်နေမင်းကိုယ်တိုင်လာပြီးစာချုပ်ချုပ်ရမယ့်နေ့ဖြစ်တယ်လို့အဓိကပြုပြင်ထားတဲ့ဆော့အကုတ်တွေကိုကျွန်တော်ကိုယ်တိုင်လွှဲပြောင်းပေးရမယ့်နေ့လည်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဥက္ကဋ္ဌရဲ့ရုံးခန်းတကားကိုတွန်းဖွင့်ပြီးအလုပ်ထွက်စာနဲ့ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ်ကိုစားပွဲပေါ်တင်ပေးလိုက်ပါတယ်ဥက္ကဋ္ဌလောင်လီကကျွန်တော်ကိုအံ့အားသင့်စွာကြည့်ပြီးဖမ်းရွံမင်းယူသွားပြီလားရွမ်ချီကအခုရှယ်ယာဈေးကွက်ဝင်ဖို့ပြင်ဆင်နေတာလေမင်းကအခုမှအလုပ်ထွက်မယ်ဆိုတော့ငါ့ကိုတောင်းပန်ပါတယ်လို့ပြောချင်တာလားလို့မေးပါတယ်ကျွန်တော်ကလောင်လီကိုတင်းငိမ့်စွာကြည့်ရင်လီအကိုကျွန်တော်တောင်းပန်ပါတယ်ကိုရေးကိုရာကိစ္စကြောင့်ပါကျွန်တော်နဲ့ပိုင်နေမင်းလမ်းခွဲလိုက်ပါပြီလို့ဖြေလိုက်ပါတယ်လောင်လီကနန်ကောင်းသူပြီးကျွန်တော်စကားရဲ့ဆိုလိုရင်းကိုချက်ချင်းသဘောပေါက်သွားပါတယ်ရွမ်ချီနဲ့ပိုင်နေမင်းကုမ္ပဏီရဲ့ပူးပေါင်းဆောင်ရွက်မှုကအရေးကြီးတဲ့အဆင့်ကိုရောက်နေပါပြီအကယ်၍ကျွန်တော်သာဆက်နေမယ်ဆိုရင်ပိုင်နေမင်းနဲ့အလုပ်ကိစ္စကြောင့်မလွဲမရှောင်သာဆက်ဆံရတော့မှာပါဒါတင်မကသေးရဲ့သူမကဒါကိုအခွင့်ကောင်းယူပြီးကျွန်တော်ကိုထိန်းချုပ်ဖို့စူးစမ်းလာနိုင်ပါသေးတယ်မင်းမထွက်ပဲနေလို့မရဘူးလားငါဒီ project ကိုမင်းတောင်မယူရအောင်လုပ်ပေးမယ်လေလို့လောင်လီကဆက်ပြီးဖြောင်းဖြပါတယ်ကျွန်တော်ကခေါင်းခါပြလိုက်ပြီးပြတ်သားတဲ့လေတန်းနဲ့လီအကိုသူရှိနေတဲ့နေရာဆိုရင်လေကိုတောင်ရှူရတာမွန်းချက်လုံးလို့ပါကျွန်တော် share တွေကိုဈေးကွက်ပေါက်ဈေးရဲ့80%နဲ့လီအကိုကိုလွှဲပေးခဲ့ပါမယ်ဒါကကုမ္ပဏီအတွက်နစ်နာကြေးပေါ့လို့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့ပြတ်သားတဲ့အကြည့်တွေကိုမြင်တော့လောင်လီကတပြင်းတစ်ချက်ချလိုက်ပါတယ်ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပြီဆိုတာကိုသူသိသွားတော့စာချုပ်ပေါ်မှာလက်မှတ်ထိုးပေးလိုက်ပါတော့တယ်မနက်10နာရီတိတိမှာတော့ပိုင်နေမင်းကချင်းရှိုးနဲ့သူမရဲ့လက်ထောက်တအုပ်ကိုခေါ်ပြီးရွမ်ချီနီးပညာကုမ္ပဏီရဲ့အခမ်းမထဲကိုဝင်လာခဲ့ပါတယ်သူမကတန်မိုးကြီးရုံးဝတ်စုံကိုဝတ်ဆင်ထားပြီးလေးလက်မလောက်မြင့်တဲ့တောက်ဖက်နှက်ကိုစီးထားပါတယ်မျက်နှာပေါ်မှာလည်းအောင်နိုင်သူတယောက်ရဲ့အပြုံးမျိုးကိုဆင်မြန်းထားပါတယ်သူမဒီနေ့လာတာကကျွန်တော်ကိုလူရှိသူရှိမှအဆက်ခွဲဖို့နဲ့သူမကိုတောင်းပန်ခိုင်းဖို့တက်တက်ပါပဲဖမ်းရွံကိုငါးစီလာတွေးဖို့ပြောလိုက်ပါလို့ပိုင်နေမင်းကအဲ့ကြိုကောင်းတာကိုရောက်ချင်းမာနာတကြီးပြောလိုက်ပါတယ်သူ့ကိုပြောလိုက်10မိနစ်အတွင်းငါးရှေ့ကိုရောက်မလာရင်ပြီးတော့ source code တွေကိုမပေးဘူးဆိုရင်ပိုင်နေမင်းကုမ္ပဏီနဲ့ရွမ်ချီတို့ရဲ့ပူးပေါင်းမှုကိုအခုချက်ချင်းရပ်ဆိုင်းပစ်မယ်လို့သူမကဆက်ပြီးချင်းချောက်လိုက်ပါတယ်အဲ့ကြိုကောင်းတာကကောင်မလေးကမျက်နှာပြက်သွားပြီးပိုင်တခင်မလေးဖန်ဒါရိုက်တာကသူကလှုပ်ပြောဖို့အခက်တွေ့နေပါတယ်သူဘာဖြစ်လို့လဲငါ့ကိုတွေ့ရမှာကြောက်နေလို့လားဒါမှမဟုတ်ဒေါသထွက်နေတော့မဲလားလို့ပိုင်နေမင်းကလောင်ပြုံးနဲ့မေးလိုက်ပါတယ်သူ့ကိုသွားပြောလိုက်ဒီလိုမျိုးမာနလေးတွေပြနေတာကိုငါကြည့်ရတာညှိငွေ့နေပြီလို့သူ့လုပ်ကိုဆက်လုပ်ချင်သေးတယ်ဆိုရင်အခုချက်ချင်းဆင်းလာပြီးငါနဲ့ချင်းရှို့ကိုတောင်းပန်ခိုင်းလိုက်လို့သူမကထပ်ပြောပါတယ်အဲ့ဒီအချိန်မှာသူမဘေးမှာရက်နေတဲ့ချင်းရှို့ကသဘောထားကြီးတဲ့ပုံစံဖမ်းပြီးပိုင်နေမင်းရဲ့အင်ဂျီလက်ကိုဆွဲကနင်းပင်းအဲ့ဒီလိုမလုပ်ပါနဲ့ဖမ်းကိုကလည်းနင့်ကိုဂူးဆိုင်လုံးလို့တဝင်းတိုးနေတာပါသူ source code တွေကိုပေးချင်တယ်ဆိုရင်မနေ့ကကိစ္စအတွက်ငါသူ့ကိုအပြစ်မတင်တော့ပါဘူးလို့ဝင်ပြောပါတယ်အဲ့ဒီအချိန်မှာပဲလောင်လီကအထက်တန်းမန်နေဂျာတချို့နဲ့အတူတက်လေကားထဲကနေထွက်လာခဲ့ပါတယ်ပိုင်တခင်မလေးကတော်တော်အာနာပြချင်နေတာပဲငါတို့ရွမ်ချီကုမ္ပဏီထဲမှာလာပြီးအော်ဟစ်နေတယ်ပေါ့လို့လောင်လီကအေးဆက်ဆက်အတန်းနဲ့ပြောလိုက်ပါတယ်လောင်လီကိုမြင်တော့ပိုင်နေမင်းရဲ့မျက်နှာပေါ်ကမာနတွေနည်းနည်းရောကျသွားပေမဲ့အထက်စီကနေပဲဆက်ပြောနေပါသေးတယ်လီဒါလိုက်တာကျမကပြဿနာလာရှာတာမဟုတ်ပါဘူးဖမ်းရွံနဲ့အလုပ်ကိစ္စလာဆွေးနွေးတာပါသူ့ကိုထွက်လာခိုင်းပါတယ်လောင်လီကငါတိပြီးသားပါသူကအပေါ်ထက်မှာငါ့ကိုရှောင်နေတာမဟုတ်လားလို့မေးလိုက်တဲ့သူမကိုလောင်ပြုံးနဲ့ကြည့်လိုက်ပြီးမင်းကိုမင်းတော်ထင်ကြီးနေတာပဲဖမ်းရွံကဒီနေ့မနေ့တင်အလုပ်ထွက်သွားပြီးသူ့ရှယ်ယာတွေအားလုံးကိုလည်းငါးစီရောင်းချသွားတယ်သူကအခုရွမ်ချီကုမ္ပဏီရဲ့ဝန်ထမ်းမဟုတ်တော့ဘူးလို့ပြန်ဖြေလိုက်ပါတယ်ဘာလောင်လီရဲ့စကားကြောင့်ပိုင်နေမင်းရဲ့မျက်နှာပေါ်ကမာနတွေချက်ချင်းပြောက်ကွယ်သွားပြီးအန်တာမင်တက်သွားပါတယ်မဖြစ်နိုင်တာရွမ်ချီကသူကိုယ်တိုင်စူးစမ်းပန်းစားတည်ထောင်ခဲ့တဲ့ကုမ္ပဏီလေးမကြခင်ရှယ်ယာဈေးကွက်ဝင်တော့မှာကိုသူကဘာလို့အလုပ်ထွက်ရမှာလဲသူကငါ့ကိုချင်းချောက်ချင်လို့အလုပ်ထွက်ချင်အောင်ဆောင်နေတာတေးချတယ်လို့သူမကယုံကြည်မှုမရှိစွာနဲ့ပြောပါတယ်လောင်လီကဘာမှပြန်မပြောတော့ပဲဖမ်းရွံရဲ့အလုပ်ထွက်စာမိတ္တူကိုကောင်တာပေါ်ကိုပြစ်တင်ပေးလိုက်ပါတယ်ပိုင်တခင်မလေးကိုယ်တိုင်ပဲကြည့်လိုက်တော့လို့ပြောလိုက်ပါတယ်ပြီးတော့လောင်လီကဆက်ပြီးဖမ်းရွံမရှိတော့တဲ့အတွက်မင်းတို့ကုမ္ပဏီရဲ့ system ကိုပြင်ပေးမဲ့ project ကိုလည်းရပ်ဆိုင်းလိုက်ပြီးငါတို့ရွမ်ချီမှာဖမ်းရွံလောက်တော့တဲ့လူမရှိတော့ဘူးမင်းတို့ကုမ္ပဏီရဲ့ပြနာကိုငါတို့ဖြည့်ရှင်းမပေးနိုင်တော့ဘူးပြန်လို့ရပါပြီစာချုပ်ဖြတ်သိမ်းမှုအတွက်ဒဏ်ကြေးကိစ္စကိုတော့ငါတို့ရှေ့နေတွေကမင်းတို့နဲ့ဆက်သွယ်လိုက်မယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ပိုင်နေမင်းရဲ့ခေါင်းထဲမှာဗလာချင်းသွားပါတယ်သူမကစားပွဲပေါ်ကဖမ်းရွံရဲ့လက်မှတ်ပါတဲ့အလုပ်ထွက်စာကိုကြည့်ပြီးခြေလမ်းတွေတောင်ရိုင်းနေသွားပါတယ်သူအလုပ်ထွက်သွားပြီးငါနဲ့အလုံးမလုပ်ချင်တော့လို့လေလားသူငါနဲ့လုံးလုံးပေးဆက်ခဲ့ရတဲ့အရာတွေရခါနီးဖြစ်နေတဲ့ share တွေကိုပါသူဆွတ်လွတ်လိုက်တာလားမဟုတ်ဘူး
ဒါမဖြစ်နိုင်ဘူးလို့သူမကဖြူလျော်နေတဲ့မျက်နှာနဲ့ရေရွတ်နေပါတယ်သူမရဲ့ရင်ထဲမှာအရင်ကတခါမှမခံစားဘူးတဲ့အကြောက်တရားတွေစတင်ကြီးဆိုးလာပါပြီနောက်ဆုံးတော့ဖမ်းရွက်ဟာဒီတခါစိတ်ကောက်နေတာမဟုတ်ဘူးဆိုတာကိုသူမသဘောပေါက်သွားပါပြီသူကသူမနဲ့ပတ်သက်သမျှအရာအလုံးကိုတကယ်ပဲအပြီးတိုင်ဖျက်တောက်လိုက်ပြီဆိုတာကိုသိသွားပါပြီအဲ့ဒီအချိန်မှာချင်းရှို့လည်းအရန်ကိုကြောက်လန့်နေပါပြီပိုင်နေမင်းရဲ့ကုမ္ပဏီသားဒီကြက်တဲကိုမကြော်ဖြတ်နိုင်ရင်ဒေဝါလီခံရတော့မယ်ဒါဆိုရင်ငါမိခိုနေရတဲ့ဒီမိမကဘာမှမရှိတော့ဘူးပေါ့လို့သူရင်းနေပါတယ်နင်ပင်ဖမ်းကိုပသွားတာလေသူ့ကိုမြ мян ဖုံးခေါ်ကြည့်ပါဦးလို့ချင်းရှို့ကစိုးရိမ်တကြီးတိုက်တွန်းလိုက်ပါတယ်ပိုင်နေမင်းလည်းအိမ်မက်ကနိုးလာတယ်လို့ဖုံးကိုအမြန်ထုတ်ပြီးဖုံးခေါ်ပေးမယ်လူကြီးမင်းခေါ်ဆိုတော့ဖုံးနံပါတ်မှာဆိုရဲ့အေးဆက်ဆက်အတန်ကိုပဲကြားလိုက်ရပါတယ် blacklist အတွင်းခံထားရတော့မှာပဲသူ့အိမ်ကိုသွားမယ်ဆိုပြီးပိုင်နေမင်းကရွှန်ချီကုမ္ပဏီကနေအယူတယောက်လိုပြေးထွက်သွားပါတယ်သူမကကားကိုအမြန်မောင်းပြီးချင်းရှို့ဟာထင်အိမ်ယာကိုသွားခဲ့ပါတယ်လမ်းမှာမိနိပဲနှစ်ခုဖြတ်မောင်းမိလေသူမကိုယ်တိုင်တော့မသိတော့ပါဘူးကားစတီယာရင်ကိုတင်းတင်းကြပ်ကြပ်ကင်ထားရင်ဖမ်းရွံနင်အိမ်မှာရှိနေမယ်မဟုတ်လားပြဿနာတွေကိုဒီလောက်ထိကြီးအောင်လုပ်ပြီးရင်နင်ကျေနပ်ပြီမလားငါ့ကိုလာတောင်းပန်ဖို့စောင့်နေတာမလားလို့သူမကိုသူမနှစ်သိမ့်နေပါတယ်ဒါပေမဲ့သူမရဲ့ရင်ထဲကအကြောက်တရားတွေကတော့တဖြည်းဖြည်းကြီးထွားလာနေပါပြီအိမ်ရှိကိုရောက်တော့သူမအမြဲသုံးနေကြလက်ပွေရနဲ့တကားကိုဖွင့်ဖို့ကြိုးစားပါတယ်လက်ပွေရမယွင်းနေပါသည်ဆိုရဲ့အတန်ပဲထွက်လာပါတယ်သူမထပ်ဆန်းကြည့်ပေမဲ့လည်းမရပါဘူးဘလို့ဖြစ်ရတာလဲတကားတော့ပြက်သွားတာလားလို့တွေးပြီးတကားကိုအတင်းထုပါတော့တယ်ဖမ်းရွံတကားဖွင့်စမ်းအထဲမှာပုံနေပြီးဘာလုပ်နေတာလဲတကားဖွင့်လို့အော်ပြောနေပါတယ်ရုတ်တရက်တကားဖွင့်လာပြီးအထဲကနေကြွက်သားပြင်းနဲ့လူကြီးတယောက်ထွက်လာပါတယ်သူကမျက်မှောင်ကျုပ်ပြီးမင်းကဘာယောဂရှိလို့လဲနေကင်းကြောင်တောင်သူများအိမ်ကိုလာထုနေတာလဲလို့ဒေါသတကြီးနဲ့အော်ပြောပါတယ်ပိုင်နေပင်းကကြောင်တောင်ဖြစ်သွားပြီးရှင်ကဘာတူလဲဖမ်းရွံရောလို့မေးလိုက်ပါတယ်အဲ့ဒီလူကြီးကလောင်ပြုံးပြုံးပြီးဘာဖမ်းရွံလဲဒီအိမ်ကငါမနေ့ကမှဝယ်ထားတာဒီနေ့မှတော့အစ်စ်လဲပြီးအိမ်ပြောင်းလာတာဘယ်ကဖမ်းရွံမှမသိဘူးဒီအိမ်ကအခုဝယ်လို့ခေါ်တဲ့ထက်ပြီးလာထုနေရင်ရဲခေါ်ပြီးဖမ်းခိုင်းလိုက်မယ်လို့ပြောပြီးတကားကိုစောင့်ပိတ်လိုက်ပါတော့တယ်ပိုင်နေပင်းကတကားရှိမှကြောင်တောင်လေးရက်နေရင်ခြေထောက်တွေခွေရိုင်ကျသွားပြီးကျမ်းပြင်ပေါ်ကိုထိုင်ကျသွားပါတော့တယ်သူအိမ်ကိုရောင်းလိုက်ပြီပေါ့မင်္ဂလာဆောင်ဖို့ဝယ်ထားတဲ့အိမ်ကိုသူရောင်းပစ်လိုက်ပြီလို့သူမကတုံရင်နဲ့ရေရွတ်နေပါတယ်ဟုတ်ပါတယ်ကျွန်တော်ကသူမကလက်ထက်မှတ်ပုံတင်ဖောင်ကိုစုပ်ဖြဲလိုက်တဲ့နေ့မှတင်အိမ်ကိုရောင်းပစ်ခဲ့တာပါကျွန်တော်တို့ကြားကနောက်ဆုံးပတ်သက်မှုကိုတောင်ကျွန်တော်ကညာတွင်ချင်းအပြက်ရှင်းပစ်ခဲ့တာပါဘာတော့ဆိုင်မှုမှမရှိဘာတန်ရောစင်မှမထားပဲပြက်သားဖြစ်တောက်ခဲ့တာပါပိုင်နေပင်းရဲ့မြမလုံးနဲ့မာနတွေအားလုံးအခုတော့အပိုင်းပိုင်းဆဆကျိုးပဲသွားခဲ့ပါပြီအဆုံးစမရှိတဲ့အကြောက်တရားတွေနဲ့မျောလင်းချက်ကင်းမဲ့မှုတွေကသူမကိုလွှမ်းမိုးသွားပါပြီဖမ်းရွံနေငါကိုတကယ်ပဲမလိုချင်တော့ဘူးလားလို့သူမကအော်ဟင့်ကိုကြွေးပါတော့တယ်သူမရဲ့အတန်ကခြောက်ကပ်နေတဲ့လေကားထစ်တွေပေါ်မှာပဲတင်ထက်နေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့မြို့လေကအစ်စ်မြင့်ဆုံးလက်ဖက်ရည်ဆိုင်မှာနိုင်ငံတကာနည်းပညာကုမ္ပဏီကြီးတစ်ခုရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာ CEO နဲ့လက်ဖက်ရည်တောက်ရင်စကားပြောနေပါတယ်ကျွန်တော်အလုပ်ထွက်တဲ့ကိစ္စကနည်းပညာနယ်ပယ်ထဲမှာတော်တော်လေးကြရိုက်သွားခဲ့ပါတယ်နှစ်နာရီအတွင်းမှာတင်အလုပ်ကိုင်ရှာဖွေပေးသူတွေစီကဖုန်းတွေအများကြီးဝင်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ကပိုင်နေမင်းကုမ္ပဏီထက်အများကြီးပိုကြီးမားပြီးသူမကုမ္ပဏီရဲ့အကြီးဆုံးပြန်ဘက်ဖြစ်တဲ့အဲ့ဒီကုမ္ပဏီကြီးကိုရွေးချယ်လိုက်ပါတယ်ယာရုကတော့မဟာတရုတ်ဒေသဆိုင်ရာနည်းပညာဒါရိုက်တာပါစာချုပ်ချုပ်ပြီးသွားတော့ CEO ကပြုံးပြီးဖမ်းတာလိုက်တာကျွန်တော်တို့ကုမ္ပဏီကနေကြိုဆိုရတဲ့ကြားရတဲ့လောက်ပိုင်နေမင်းကုမ္ပဏီရဲ့ system ပြဿနာကတော်တော်လေးဆိုးရွားနေတဲ့သူတို့ကပြင်ပေးမဲ့လူကိုအသေးတန်ရှာနေကြတယ်ဆိုပဲလို့ပြောပါတယ်ကျွန်တော်ကလက်ဖက်ရည်ကိုတငုံတောက်လိုက်ပြီးတည်ငြိမ်တဲ့မျက်နှာနဲ့စီးပွားရေးလောကဆိုတာစစ်မြေပြင်ပဲလေသူတို့နေပညာကမကောင်းဘူးဆိုရင်ဖယ်ရှားခံရမှာကအချိန်စောတာနဲ့နောက်ကျတာပဲကွာမှာပါလို့ပြန်ဖြေလိုက်ပါတယ်လက်ဖက်ရည်ဆိုင်ကနေထွက်လာတော့အပြင်မှာမိုးတွေရွာနေပါပြီကျွန်တော်ထီးလေးဆောင်ပြီးလမ်းလျှောက်လာခဲ့ပါတယ်လေကိုရှူရှိုက်ရတာတောင်ပိုပြီးလွတ်လပ်နေတယ်လို့ခံစားရပါတယ်ပိုင်နေမင်းဆိုတဲ့လေးလံနဲ့တန်ကြိုးကြီးမရှိတော့တဲ့အတွက်ကျွန်တော်ဘဝကအတောင်ပံပြန်ပေါက်လာတယ်လို့ခံစားရပါတယ်နောက်ပိုင်းလောလောက်မှာတော့ကျွန်တော်ဘဝကအေဂျင်ပီပြည်စုံနေခဲ့ပါတယ်ကုမ္ပဏီတစ်ကအလုပ်တွေကအရမ်းများပေမဲ့ကျွန်တော်ကအဖွဲ့တစ်ကိုဖွဲ့စည်းပြီး project တစ်တွေမှာအာယုံစိုက်လုပ်ကိုင်နေပါတယ်တစ်ဖက်မှာတော့ပိုင်နေမင်းကအယူတယောက်လိုကျွန်တော်ကိုလိုက်ရှာနေပါတယ်ရင်းနှီးနေတဲ့သူကကောက်ရိုးတမြင်ကိုဆွဲကင်တယ်လို့မျိုးကျွန်တော်နဲ့ဆက်သွယ်လို့ရနိုင်မဲ့နေလမ်းမှန်တမျှကိုသူမစူးစမ်းရှာဖွေနေပါတယ်ကျွန်တော်သူငယ်ချင်းတွေကိုလည်းလိုက်ပြီးအနောက်ရှက်ပေးနေပါတယ်ဝန်ထမ်းကိုဆိုရင်ညဘက်3ရက်ဆက်တိုက်လိုက်ပြီးပြဿနာရှာလို့ဝန်ထမ်းကတီးမခံနိုင်တော့ပဲစီဂျူရဒီကိုခေါ်ပြီးသူမကိုကန်ထုတ်ခိုင်းရတဲ့အထိပါပဲပိုင်နေမင်းအခုမှဘာတွေလာဟန်ဆောင်နေတာလဲအရင်တုန်းကဖမ်းရွံကမင်းနောက်မှာခွေးတကောင်လိုလိုက်နေတုန်းကမင်းသူ့ကိုဘလို့ဆက်ဆံခဲ့လဲချင်းရှိုးကဖုန်းတစ်ချက်ဆက်တာနဲ့ဖမ်းရွံကိုပစ်ထားခဲ့တယ်လေဖမ်းရွံကမိုးရဲရဲမှာဖျားနေတာတောင်မင်းကို2နာရီတီစောင့်နေခဲ့တာမင်းသူ့ကိုစားတဆောင်လေးတောင်ပြန်ပို့ဘူးလို့လားအခုမှအယူလာလုံးမနေနဲ့နောက်ကျသွားပြီးဖမ်းရွံကအခုဘသူထက်မဆိုပိုကောင်းတဲ့ဘဝကိုရနေပြီးမင်းသူ့ကိုဒီတသက်ထပ်တွေ့ရဖို့မစင်စားနဲ့တော့လို့ဝန်ထမ်းကလူပုံလဲမှာသူမကိုအဆက်ခွဲခဲ့ပါတယ်ဝန်ထမ်းရဲ့စကားတွေကပိုင်နေမင်းရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ပါပဲသူမကမယုံနိုင်အောင်ဖြစ်နေပါတယ်အရင်တုန်းကသူမပေါ်အရာအလျှော့ပေးခဲ့တဲ့အမျိုးသားကအခုလိုမျိုးရဲဆက်လုံးနိုင်လိမ့်မယ်လို့သူမမထင်ထားခဲ့ပါဘူးသူမကကျွန်တော်ရဲ့ဇာတိမျိုးကိုလည်းလိုက်သွားခဲ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်အလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်တဲ့နေ့မှာပဲတောင်ပိုင်းကမြို့တစ်မြို့မှာအိမ်တစ်လုံးဝယ်ပြီးမိဘတွေကိုပါခေါ်သွားခဲ့ပြီးပါပြီ။သူမရောက်သွားချိန်မှာတော့အိမ်ဟောင်းကြီးနဲ့အိမ်ကြီးချင်းတွေရဲ့လောင်ပြောင်တဲ့အကြည့်တွေကိုပဲတွေ့ခဲ့ရပါတယ်။ဖမ်းရွံမိသားစုကပြောင်းသွားတာကြပြီးဖမ်းရွံကစီးပွားရေးတွေအဆင်ပြေလို့မိဘတွေကိုမြို့ကြီးကိုခေါ်သွားပြီလေတနာစရာပဲ။သူ့ကိုအတိအမရှိတဲ့မိန်းမတစ်ယောက်ကဒုက္ခပေးတော့မလို့အတော်လေးတည်သွားတာဆိုတဲ့အိမ်ကြီးချင်းအတော်ကြီးတွေရဲ့စကားတွေကပိုင်နေမင်းကိုထပ်ပြီးရိုက်ချိုးလိုက်ပြန်ပါတယ်။လူတိုင်းကကျွန်တော်ကိုဆက်သွယ်လို့မရတော့ပါဘူးကျွန်တော်ကသူမရဲ့ကဘာကြီးတဲကနေလုံးဝပျောက်ကွယ်သွားခဲ့ပါပြီပြင်းထန်တဲ့အကြောက်တရားတွေမျောလင်းချက်ကင်းမဲ့မှုတွေကြောင့်ပိုင်နေမင်းနဲ့ချင်းရှိုးတို့နှစ်ယောက်ရန်ပွဲတွေအကြီးအကျယ်ဖြစ်ကြပါတော့တယ်ကျွန်တော်မရှိတော့တဲ့အတွက်ပိုင်နေမင်းကုမ္ပဏီရဲ့ system ကလည်းလုံးဝပျက်စီးသွားပြီး project တွေအကုန်လုံးရပ်ဆိုင်းကုန်ပါတယ်ကုမ္ပဏီကဒေဝါလီခံရမယ့်အခြေအနေကိုရောက်သွားပြီးအကျွေးတွေအများကြီးတင်သွားပါတယ်အဲ့ဒီအချိန်မှာချင်းရှိုးကသူမကိုကူညီဖို့နေတာကုမ္ပဏီရဲ့နောက်ဆုံးကြံနေတဲ့ငွေတွေကိုပါခိုးထုတ်ပြီးထွက်ပြေးဖို့စ조사ပါတော့တယ်လေစိတ်မှာချင်းရှိုးကိုမိသွားတဲ့အချိန်မှာတော့ချင်းရှိုးကအခြားချမ်းသာတဲ့မိန်းကလေးတစ်ယောက်နဲ့အတူရှိနေခဲ့ပါတယ်ချင်းရှိုးနင်ငါကိုလိန်နေပေါ့ငါကနင့်အတွက်နဲ့ဖမ်းရွံကိုတောင်ဆွတ်လွတ်ခဲ့တာနင်ကအခုငါငွေတွေကိုခိုးပြီးထွက်ပြေးတယ်ပေါ့လို့ပိုင်နေပင်းကဒေါသတကြီးနဲ့အော်ပြောပြီးချင်းရှိုးရဲ့အင်ဂျီကိုဆွဲထားပါတယ်ချင်းရှိုးကသူမကိုကျမ်းပြင်ပေါ်ကိုတွန်းလဲလိုက်ပြီးပိုင်နေပင်းမင်းကိုမင်းအထင်မကြီးစမ်းပါနဲ့ငါကမင်းကိုတကယ်ချစ်တယ်လို့ထင်နေတာလား
ငါကဖမ်းရွက်မင်းပေါ်ကောင်းတာတွေကိုအသုံးချပြီးမင်းစီကနေအကျိုးမြတ်ထုတ်နေတာပါမင်းကသာအချစ်ကိုကိုးကွယ်ရဲ့အယူမလေးမင်းကိုယ်တိုင်ပဲဖမ်းရွက်ကိုနှင်ထုတ်လိုက်တာလေအခုကုမ္ပဏီလည်းပြတ်သွားပြီးမင်းကဘာမှမရှိတဲ့တူတောင်းစားမလေးဖြစ်နေပြီးငါကမင်းနဲ့အတူဒုက္ခခံမယ်ထင်နေလားမင်းဘာသာမင်းတေးချင်းတေးလိုက်လို့ရဲဆက်ပြောပြီးထွက်သွားပါတော့တယ်ပိုင်နေမင်းကလေးစိတ်ကျမ်းပြင်ပေါ်မှာထိုင်ရင်အတန်ကုန်ဟစ်ပြီးငိုပါတော့တယ်လေးစိတ်မှာရှိတဲ့လူတွေကသူမကိုမှတ်မိသွားပြီးဗီဒီယိုရိုက်ကအင်တာနက်ပေါ်တင်လိုက်ကြပါတယ်ကျွန်တော်အဲ့ဒီဗီဒီယိုကိုရုံးခန်းထဲမှာကြည့်နေရင်ရင်ထဲမှာဘာခံစားချက်မှမဖြစ်မိပါဘူးကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ဆိုတာလို့ရင်ဆိုတာဖြစ်မယ်ဆိုတာပါပဲသူမကလူရုံးမှာတယောက်အတွက်နဲ့သူမကိုတကယ်ချစ်တဲ့သူကိုဆွန့်လွတ်ခဲ့တာလေအခုတော့အရာအလုံးဆုံးရှုံးသွားပြီးဒါဟာသူမရွေးချယ်ခဲ့တဲ့လမ်းပါပဲအချိန်တွေကကုန်လွန်သွားလိုက်တာနှစ်တစ်ကူအကျိုးနေ့ကိုရောက်လာခဲ့ပါတယ်မြို့ထဲမှာမိဘုံညီလေးတွေချိတ်ဆွဲထားပြီးလူတွေကပျော်ရွှင်နေကြပါတယ်ကျွန်တော်ကတော့အိမ်မှာတယောက်တည်းအမဲသားကင်လေးစားရင်ဝိုင်းနီလေးတောက်ရင်အေဂျင့်နဲ့အချိန်လေးကိုဖြတ်တန်းနေပါတယ်အဲ့ဒီအချိန်ဖုံးဝင်လာပြီးဆေးရုံကတူနာပြုတ်မလေးကအရေးတကြီးနဲ့ဖန်ရွံဆိုတဲ့လူကြီးမင်းလားရှင်ဒီမှာဘိုင်းနေမင်းဆိုတဲ့လူနာကနင့်မုံတိုင်းထဲမှာကားအက်ဆီဒင့်ဖြစ်လို့အရေးပေါ်ရောက်နေပါတယ်သူ့ဖုန်းထဲမှာအရေးပေါ်ဆက်သွယ်ရန်ဆိုပြီးတသက်တာအချစ်ဖန်ရွံဆိုတာတခုပဲရှိလို့ပါဆေးရုံကိုမြင်လာပြီးလက်မှတ်ထိုးပေးလို့ရမလားခွဲစိတ်ဖို့လိုနေလို့ပါလို့ပြောပါတယ်ကျွန်တော်ဝိုင်ခွက်ကိုကင်ထားတဲ့လက်ကခါရက်သွားပြီးအပြင်ကနင်းကြနေတာကိုကြည့်လိုက်ပါတယ်တသက်တာအချစ်တဲ့လားအရင်ကသူမကချင်းရှို့အတွက်ကျွန်တော်ကိုအချိန်ပစ်ချခဲ့တော့ကအဲ့ဒီတသက်တာအချစ်ကိုသူမဘာလို့မမှတ်မိခဲ့တာလဲသူမကိုအကာအကွယ်ပေးခဲ့တဲ့ကျွန်တော်ကိုရောဘာလို့သတိမရခဲ့တာလဲ sorry ပါတူနာပြုတ်မလေးကျွန်တော်ကဘိုင်းနေမင်းဆိုတာကိုမသိပါဘူးလူမဆက်တာနေမှာပါလို့အေးဆက်ဖြေလိုက်ပါတယ်တူနာပြုတ်မလေးကဒါပေမဲ့လူနာကတတိလက်နေရင်းနဲ့တောင်ဖန်ရွံဆိုတဲ့နမီကိုပဲအော်နေတာပါလို့ပြောပေမဲ့ကျွန်တော်လောင်ပြုံးပြီးဟုတ်လားဒါဆိုလဲသူမကိုကျွန်တော်ကလက်မခံဘူးလို့ပဲပြောလိုက်ပါကျွန်တော်နဲ့သူကဥပဒေရရောတွေးသားရရောဘာမှမပတ်သက်ပါဘူးရဲကိုဆက်သွယ်ပြီးသူမရဲ့မိသားစုကိုရှာခိုင်းလိုက်ပါကျွန်တော်အလုပ်လေးရှိသေးလို့ဖုန်းချလိုက်တော့မယ်ဆိုပြီးဖုန်းချလိုက်ပါတယ်ကျွန်တော်ပြတင်းပေါက်ကနင်းတွေကိုကြည့်ရင်းဝိုင်ကိုတငုံတောက်လိုက်ပါတယ်ငါရဲ့နှလုံးသားကသူမရဲ့အချိန်ဥပိ္ပခါပြုမှုတွေကြောင့်ကြောက်တုံးလို့ဖြစ်နေပြီးသူမဒီနေ့ခွဲစိတ်ကူတင်ပေါ်မှာတေးသွားရင်တော့ငါမျက်ရည်တစ်ပေါက်မှကြမှာမဟုတ်ဘူးလို့တွေးလိုက်ပါတယ်နာရီဝက်လောက်အကြာမှာဖုန်းထက်လာပါတယ်ဒီတစ်ခါတော့ဘိုင်းနေမင်းရဲ့အဖေစီကပါဖန်ရွာပင်ကားတိုက်ခံရလို့နန်ယုံနဲ့ချောင်းကျိုးပြီးတရက်ရက်လဲပေါက်ပြဲနေရဲ့ဆရာဝန်ပြောတာသူ့ရဲ့အသက်ရှင်ခြင်းစိတ်ကအရန်နေတဲ့နင့်နမီကိုပဲအမြဲတမ်းခေါ်နေတာဦးလေးနင့်ကိုတောင်းပန်ပါတယ်နင်တို့ငယ်ကလေးကတူကြီးလာတဲ့တန်ရောစင်ကိုထောက်ပြီးလာကြည့်ပေးပါလားနင်လာမရမယ်ဦးလေးဒူးထောက်ပါမယ်ကွာလို့ငိုယိုပြီးတောင်းပန်နေပါတယ်ကျွန်တော်မျက်လုံးမိတ်ပြီးတပြင်းရှည်ကြီးချလိုက်ပါတယ်ကျွန်တော်ခေါင်းထဲမှာအရင်ကမောက်မာခဲ့ရဲ့ဘိုင်းနေပင်းရဲ့မျက်နှာနဲ့နင်းတော်ထဲမှာသူမကိုကျွန်တော်စောင့်ခဲ့ရတဲ့ပုံရိပ်တွေပြန်ပေါ်လာပါတယ်ဘိုင်းဦးလေးကျွန်တော်နဲ့သူမကတခြားယောက်ျားအတွက်ကျွန်တော်ကိုဆွန့်လွတ်ခဲ့ကြတဲ့ကပြီးဆုံးသွားခဲ့ပြီးကျွန်တော်ရဲ့10နှစ်တာလူငယ်ဘဝကခွေးကျွေးလိုက်တယ်လို့ပဲသဘောထားလိုက်ပါပြီအခုကျွန်တော်သူ့ကိုဘာမှအကျွေးမတင်တော့သလိုကဲတင်ရမယ့်တာဝန်လည်းမရှိဘူးဦးလေးသူ့ကိုတကယ်ချစ်ရင်ဦးလေးပဲသူ့ကိုနားချလိုက်ပါကျွန်တော်လိုအရင်ကအနာတရအပြစ်ချစ်ခဲ့ရတဲ့သူစိမ်းတယောက်ကိုလာပြီးဖိအားမပေးပါနဲ့တော့ဒီနေ့ကနှစ်တစ်ကူအကျိုးနေမို့နှစ်တစ်မှာပျော်ရှင်ပါစေလို့ဆုတောင်းပေးပါတယ်နောက်ကိုကျွန်တော်စီဖုံးမဆက်ပါနဲ့တော့လို့ပြက်သားပြောပြီးဖုံးပိတ်ကဆိုဖာပေါ်ပြစ်တင်လိုက်ပါတယ်အဲ့ဒီနှစ်တစ်ကူညမှာဘိုင်းနေမင်းရဲ့အနောက်ရှက်တွေရန်ဖြစ်တာတွေမရှိပဲကျွန်တော်တယောက်တည်းအရန်ကိုအေဂျင့်စွာဖြတ်တန်းခဲ့ပါတယ်နှစ်တစ်ကူပြီးမှကုမ္ပဏီကနိုင်ငံခြားဈေးကွက်ချက်ထွင်ဖို့ကျွန်တော်ကိုဥရောပဌာနခွဲရဲ့တာဝန်ခံဖြစ်9နှစ်တာဆေးလွတ်ခဲ့ပါတယ်ဒီစီစဉ်ကိုကျွန်တော်သဘောတူလိုက်ပါတယ်လေစိတ်မှာထွက်ခွာဖို့ပြင်နေချိန်မှာဖန်ရွာဆိုတဲ့အကွဲနေတဲ့အော်တန်တစ်ခုကြားလိုက်ရပါတယ်လက်ကြည့်လိုက်တော့10မီတာလောက်အကွာမှာလူကအရိုးပေါ်အရေးတင်ပိန်ကျုံးနေပြီးဖြောတော့နေတဲ့ဘိုင်းနေမင်းကိုတွေးလိုက်ရပါတယ်ဆေးရုံဝတ်စုံကြီးဝတ်ထားပြီးအပြင်ကကုတ်အင်ကြီးကိုထပ်ဝတ်ထားကမျက်လုံးတွေကလည်းဟာလာဟင်းလင်းဖြစ်နေပါတယ်သူမကကျွန်တော်ကိုမြင်တာနဲ့မျက်ရည်တွေကျလာပြီးပြေးလာကကျွန်တော်ခြေထောက်ကိုဖက်ပြီးကျမ်းပြင်ပေါ်ဒူးထောက်ချလိုက်ပါတယ်ဖန်ရွာငါ့ကိုတောင်းပန်ပါတယ်ငါ့ကိုထားမသွားပါနဲ့ငါတကယ်မားသွားပါပြီချင်းရှိုးကလူလိမ်ပါသူငါငွေတွေကုမ္ပဏီတွေအကုန်လိမ်သွားပြီးဒီလောကမှာနင်တယောက်ပဲငါ့ကိုတကယ်ချစ်တာပါငါ့ကိုတစ်ခေါက်လောက်ခွင့်လွှတ်ပေးပါနော်အခုငါတို့လက်ထပ်စာချုပ်သွားလို့ရအောင်နောက်ဆိုနင်ပြောတာအကုန်နားထောင်ပါမယ်လို့ငိုယိုပြီးတောင်းပန်နေပါတယ်လေစိတ်ကလူတွေတောင်ရက်ကြည့်နေကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့သူမကိုငုံကြည့်နေရင်စိတ်ထဲမှာဘာခံစားချက်မှမရှိတော့ပါဘူးသူစိမ့်တယောက်လိုပါပဲကျွန်တော်သူမလက်တွေကိုဖြုတ်ချလိုက်ပြီးဘိုင်းနေမင်းရဲ့မျက်ရည်တွေကအခုငါအတွက်ဘာတန်ဖိုးမှမရှိတော့ဘူးမင်းကငါ့ကိုဆုံးရှုံးရလို့နောင်တရနေတာမဟုတ်ဘူးမင်းကိုအမြဲတမ်းခွင့်လွှတ်ပေးမဲ့သူကိုဆုံးရှုံးသွားလို့နောင်တရနေတာမင်းချင်ရှိုးစီကအလိန်ခံရပြီးဘာမှမရှိတော့မှငါ့ကိုပြန်တတိရတာမလားငါတို့ကြားကအရာအလုံးအဲ့ဒီနေ့ကလေးကပြီးဆုံးသွားပြီးမင်းမသာမင်းကောင်းနေခဲ့ပါနောက်ထပ်ပြန်မဆုံကြေးပေါ့လို့ပြောပြီးနောက်ကိုတလန်းစုပ်ကခက်ခွာနေလိုက်ပါတယ်ပြီးတော့သူမကိုတစ်ချက်မှလက်မကြည့်တော့ပဲလုံခြုံရေးဂိတ်ထဲကိုဝင်သွားပါတော့တယ်နောက်ကနေဘိုင်းနေပင်းရဲ့ယူကျုံးမရငိုကြွေးတန်တွေလေးစိတ်ထဲလွန့်ပြတ်နေပေမဲ့ကျွန်တော်ကတော့တခါမှလက်မကြည့်ခဲ့ပါဘူး9နှစ်ကြာပြီးနောက်ဥရောပကအေဂျင့်နဲ့ခြံဝင်းလေးတစ်ခုမှာကျွန်တော်လွဲကူလားထိုင်ပေါ်ထိုင်ရင်မျက်ခင်းပြင်မှာခွေးလေးနဲ့ဆော့နေတဲ့ကျွန်တော်တို့ရဲ့နှစ်ရွယ်သမီးလေးကိုကြည့်နေပါတယ်ကျွန်တော်ဇနီးကတတိပန်းကန်လေးကင်လာပြီးကျွန်တော်နဘူးကိုနမ်းလိုက်ပါတယ်ခုနကဝန်ထမ်းဖုံးဆက်တဲ့ပြည်ရင်းကိစ္စတွေအကုန်ရှင်းပြီးတဲ့ရှင်စိတ်ပူစရာမလိုတော့ဘူးလို့ပြုံးပြီးပြောပါတယ်ကျွန်တော်ဇနီးတီရဲ့ခါကိုဖတ်လိုက်ပြီးသူပင်ပန်းသွားပြီပဲလို့ရဲရင်ဖြေလိုက်ပါတယ်ဇနီးဖြစ်သူကခါတွန်းဆုပ်သွားပြီးဝန်ထမ်းကနောက်ထပ်သတင်းတစ်ခုလည်းပြောပြသေးတယ်ဟိုဘိုင်းနေမင်းအကြောင်းလေးလို့ပြောလိုက်ပါတယ်ကျွန်တော်စပစ်တိခွာနေတဲ့လက်လေးခါရက်သွားပြီးသူဘာဖြစ်လို့လဲလို့တာမန်ကရှန်ကပြန်မေးလိုက်ပါတယ်ဇနီးတီကသူနောက်ပိုင်းစိတ်ဖောက်သွားတဲ့ကုမ္ပဏီဒေဝါလီခံရပြီးတော့အင်ကိုဘာဘန်ကတိန်းသွားတာလေအခုပုံတိုက်တစ်ခုမှာငွေရှင်းတဲ့အလုပ်လုပ်နေတဲ့ဝန်ထမ်းပြောတာကလေနှစ်တိုင်းရှင်တို့အရင်ကလက်ထပ်စာချုပ်လုပ်ဖို့ရည်ရွယ်ထားတဲ့နေ့ရောက်ရင်သူကဟောင်းနှမ်းနေတဲ့မင်္ဂလာကဝင်ကြီးဝတ်ပြီးမှတ်ပုံတင်ရုံးရှိကလေကားထစ်မှာတနေကုန်သွားထိုင်နေတတ်တဲ့လူတွေကဘာလုပ်နေတာလဲမင်းရင်သူ့ယောက်ျားလာခေါ်တာကိုစောင့်နေတာလို့ဖြေတယ်တဲ့လို့တက်ပြင်းချရင်ပြောပြပါတယ်ကျွန်တော်တိတ်တဆိတ်နားထောင်ပြီးနောက်ခွာထားတဲ့စပစ်တီးကိုဇနီးဖြစ်သူပါဆက်တဲ့ခွင့်ပေးလိုက်ပါတယ်နေအောင်ကြီးကကျွန်တော်မျက်နှာပေါ်ကြားရောက်နေပြီးနှွေးထွေးနေပါတယ်ဟုတ်လားလို့ကျွန်တော်ခက်ဖဲလေးပြုံးပြီးငါသူ့ကိုမသိပါဘူးဒီလောကမှာနောင်တရားလို့တောက်ရမယ့်ဆေးမှမရှိတာတချို့လူတွေကလွဲချော်သွားရင်တစ်သက်လုံးလွဲချော်သွားတာပဲတချို့နှလုံးသားတွေကလည်းကွဲကြေသွားရင်ပြန်ဆက်လို့မရတော့ဘူးလေလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်မတ်တက်ရက်လိုက်ပြီးနေအောင်ကြီးလင်းလက်နေတဲ့နေရာကကျွန်တော်ရဲ့ဇနီးနဲ့သမီးလေးစီကိုရှောက်သွားလိုက်ပါတော့တယ်ဒါဟာကျွန်တော်အတွက်တော့အစ်စ်ပြန်လဲစတင်လိုက်တဲ့တကယ်ကိုအေဂျင့်လာတဲ့ဘဝတစ်တစ်ခုပဲဖြစ်ပါတော့တယ်